အားလုံးပဲမင်္ဂလာပါကျွန်တော်တို့တွေ့ရပဲဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်ဒီ page ကြီးတစ်ခုပေါ့နော်ကျွန်တော်ဒီ monetization ပြန်ပြီးတော့ပြင်ပေးမှာဖြစ်ပါတယ်ဒီ page ကဘာငိနေလဲဆိုတော့ကျွန်တော်ဒီ payout ကျနေပေါ့နော်ပထမဆုံးတစ်ခု payout ကျနေတယ်ပြီးတော့လို့ရှိရင်နောက်ထပ် limited monetization error တစ်ခုထပ်ငိနေပါသေးရဲ့အဲ့ဒါကတော့ဘယ်လိုကြောင့်ဖြစ်လဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီမြန်မာနိုင်ငံက payout တစ်ခုနဲ့ဒီ page နဲ့ချိတ်ထားတယ်ဆိုလို့ရှိရင်limited monetization tool ဆိုပြီးတော့ error တစ်ခုထပ်ပေါ်တယ်ပေါ့နော်error လောလောဆယ်ဒီ page မှာတော့ error နှစ်ခုပေါ်နေတော့ပြီးတော့ဒီ page quality ကလည်းဝါနေတယ်ပေါ့နော်ကျွန်တော်ဒီ solution ကတော့တစ်ခုပဲရှိပါတယ်ဗျာဒီ page အတွက်က solution တစ်ခုလုပ်ရုံနဲ့အကုန်လုံးပြန်စိမ်းနိုင်ပါတယ်ဗျာကံကောင်းလို့ရှိရင်တော့ဒီ page quality ပါပြန်စိမ်းတော့ပေါ့နော်လောလောဆယ်ကတော့ဒီမှာဒီနှစ်ခု error နှစ်ခုတွေ့နေရတယ် content entity violation နဲ့ကျွန်တော် limited monetization tool ဆိုပြီးတော့ error နှစ်ခုတွေ့နေရတာဖြစ်ပါတယ်ဒါတော့ကျွန်တော်ဒီပြင်ပေးမှာဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်ဒီဇူလိုင်လပေါ့နော်တရက်နေ့ဖြစ်ပါတယ်2နာရီခွဲပေါ့နော်ကျွန်တော်အိတ်တွေပါဘူးအိတ်တင်မဲ့ဒါလေးကိုကျွန်တော်လုပ်ပေးမှာဖြစ်ပါတယ်ဒါမနေ့ကျလို့ရှိရင်တော့သူ့ဘက်သူစာပေပြီးတော့လို့ရှိရင်ဘယ်လိုနေမလဲဆိုတော့တစ်ချက်လောက်စောင့်ကြည့်ပေးရအောင်ပေါ့နော်လောလောဆယ်တော့ဒီအရင်ဆုံးကျွန်တော် true transfer ရင်လုပ်ရမှာပဲဖြစ်ပါတယ်page ကတော့အကြီးပဲကျွန်တော်ဒီချစ်သိန်း follower ချစ်သိန်းကျော်ဆိုတော့မနေဘူးလေနော်ဒါ2025ကလေးကကြာတော့ဆိုဒီကြားထဲမှာတော်နှမျောဖို့တော့ကောင်းနေဗျာမင်္ဂလာပါဒါကတော့ကျွန်တော်ဒီ service try ပြီးသွားတဲ့အချိန်တွေပဲဖြစ်ပါတယ်ဒါကျွန်တော်ဒီဇူလိုင်လ1ရက်နေ့နေ့လယ်ပိုင်းရောက်လာပြီပေါ့နော်နေ့လယ်2နာရီဖြစ်ပါတယ်2နာရီခွဲပေါ့နော်ဒါမနေ့ကကျွန်တော်2နာရီခွဲကကျွန်တော် try ထားတဲ့ page ဖြစ်ပါတယ်ဒါကျွန်တော်တစ်ချက်စစ်ကြည့်မှာပေါ့နော်အကုန်လုံးစိမ်းပြီလားဆိုတော့တစ်ချက်စစ်ကြည့်မယ်အမှဆုံးအနေနဲ့ကျွန်တော်ဒီ monetization အရင်ကြည့်မှာပေါ့နော်ဒီမှာတွေ့ရတာတော့ကျွန်တော်ဒီ page quality ကစပြီးတော့စိမ်းနေပေါ့နော် page quality စစိမ်းနေပြီပြီးတော့လို့ရှိရင်တော့ကျွန်တော် monetization setup ကိုတစ်ချက်ကြည့်မှာဖြစ်ပါတယ်ဒီမှာနော် monetization setup ကလည်းအကုန်လုံးပြန်ပြီးတော့စိမ်းသွားပြီဖြစ်ပါတယ်ပြီးတော့ငွေကလည်းနည်းငယ်စပြီးတော့ဝင်နေပြီပေါ့နော်ဒါဆိုလို့ရှိရင်တော့အကုန်လုံးအဆင်ပြေတော့ရပါတော့ဒီနေ့ထားဆိုလို့ရှိရင်တော့ monetization ကိုပုံမှန်တိုင်းပြန်လုပ်လို့ရပြီလို့ပြောလို့ရပါတယ်ဗျပုံမှန်ဖြစ်တော့ဒါတရက်ဝန်းကျင်လောက်ပဲကြာပြီပေါ့နော်လောလောဆယ်ဒီဟာကကျတော့တရက်တော့မရှိဘူးဒီကျွန်တော်တပိုင်းတည်းနဲ့ပြန်ပြီးတော့စိမ်းသွားတာပဲဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်တကယ်လို့ payout transfer service တွေလိုချင်နေဆိုလို့ရှိရင်တော့ကျွန်တော်စီဆက်တွေ့ပြီးတော့မှလုပ်နိုင်ပါတယ်ဗျဒီ pay အတွက်ကကျွန်တော်3သိန်းခွဲယူပါတယ်ဗျပေါ့နော်ဒီ pay ကသူက service နှစ်ခုဖြစ်သွားတယ်ဘယ်လိုလဲဆိုတော့ဒီ pay transfer fee ကကျွန်တော်3သိန်းယူတယ်ပေါ့နော်ပြီးသားလို့ရှိရင်သူရဲ့ payout ကမရှိတာအတွက်ကြောင့်မလို့ကျွန်တော် payout အသစ်တစ်ခု create လုပ်ပေးလိုက်ရတယ်ဗျအတွက်ကြောင့်မလို့ကျွန်တော်ဒီ payout အသစ်သူရဲ့ info တွေနဲ့ payout အသစ်လုပ်ပေးရတဲ့အတွက်ကြောင့်မို့fee က9000ထပ်ပြီးတော့ယူတယ်ပေါ့နော်စုစုပေါင်းက3သိန်းခွဲပေါ့နော်3သိန်းခွဲနဲ့ပဲဒီ page ကလုံးဝအစိမ်းပြဖြစ်သွားတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကြလို့လိုအပ်တာရှိလို့ချင်းကျွန်တော်စီဆက်သွယ်ပြီးတော့မှမေးမြန်းနိုင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်